ကဲဒီနေ့မှာတော့စကားလုံးနည်းနည်းလေးနဲ့ဘဝရဲ့အတိတ်ပဲကိုအရန်ကိုထိမိဖော်ပြထားတဲ့ကြပြလေးတစ်ပုဒ်အကြောင်းကိုအတူလေ့လာကြည့်ကြအောင်လားဟုတ်ပါတယ်ဒီကြပြလေးကနေကျွန်တော်တို့ဘာတွေခန်းစားနားလည်နိုင်မလဲဆိုတာကိုတစ်ချက်ချင်းစီခွင့်ဆိုကြည့်သွားမှာပါကြပြကိုဒီစာသားလေးနဲ့ဖွင့်ထားပါတယ်မီတွယ်ဘွားလီခိုက်တန်ခနာတယ်ဒါကကြပြတစ်ပုဒ်လုံးရဲ့အသက်ပါပဲသူ့ရဲ့စိတ်ခံစားမှုသူ့ရဲ့အတွေးခေါ်အားလုံးကဒီစာသားလေးပေါ်မှာအခြေခံထားတာပါခဏလေးပဲချိတဲ့ဘွားကိုမီတွယ်နေရတယ်ဆိုတဲ့ခန်းစားချက်ကကျွန်တော်တို့အားလုံးနဲ့တနည်းမို့တနည်းရင်းနှီးပြီးသားဟုတ်တယ်မလားဒီစာသားလေးကပဲကျွန်တော်တို့ကိုကြပြရဲ့ကဘာတွေကိုချက်ချင်းဆွဲခေါ်သွားလိုက်တယ်လို့ပါပဲဟုတ်ပြီဒါဆိုရင်ဒီကြပြရဲ့အတိတ်ဘက်ကိုပို့ပြီးညံနေနဲ့နားလည်ဖို့တော့ချက်ကဘာဖြစ်မလဲအဲ့ဒါကတော့တဘာဝလောကကြီးတဲ့နဲ့ယူသုံးထားတဲ့သင်္ကေတတွေပါပဲဒီသင်္ကေတတွေကအရန်ကိုအားကောင်းပြီးကြပြထဲမှာတစ်ခါသုံးပြသွားတာကိုတွေ့ရပါလိမ့်မယ်ကဲပထမဆုံးတစ်ခုကိုကြည့်အောင်တီးရ6ချွေဒီလေးတိုက်တဲ့ဘက်ကိုတလွန်လွန်နဲ့ပါသွားတဲ့တီးရ6လေးတွေကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီပုံရိပ်ကဘာကိုပြောနေရလဲဆိုတော့ဘဝမှာကျွန်တော်တို့ထင်းချုံလို့မရတဲ့အရာတွေရှောက်လွဲလို့မရတဲ့အခြေအနေတွေရှိတယ်လေအဲ့ဒီအရာတွေနောက်ကိုလိုက်ပါစီးမျောသွားရတာကိုလက်ခံလိုက်တဲ့သဘောကိုဒီတီးရ6တွေကကိုစားပြုနေတာပါတော်တော်လေးအားကောင်းတဲ့ပုံဖော်မှုတစ်ခုပါပဲတီးရ6တီးပြီးတော့နောက်ထပ်အားကောင်းတဲ့သင်္ကေတတစ်ခုကနင်းဆက်တီးပါနင်းကြတဲ့အချင်းဆိုအရန်လာတယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအလားကခဏလေးပဲလောကကြီးကိုဖြူဖွေးသွားအောင်ခဏတာဖုံးလွှမ်းထားပြီးတာနဲ့မကြခင်မှာအည်ပြောပြီးပျောက်ကွယ်သွားရတာပဲဆိုတော့နင်းရဲ့ဖြစ်တည်မှုကလည်းဘဝရဲ့မမြဲတဲ့တဘောခဏတာပဲတည်မြဲတဲ့အလားတရားတွေကိုပဲထပ်ပြီးတော့မိမောင်းထိုးပြနေသလိုပါပဲကဲအခုဒီတင်ကေတဲ့နှစ်ခုကိုရှင်းပြီးကြည့်အောင်တရွက်6ရေနှင်းရေနှစ်ခုလုံးကတော့မမြဲချင်းဆိုတဲ့အကြောင်းအရာတစ်ခုတည်းကိုပဲပြောနေကြတာပါဒါပေမဲ့သူတို့ပြောတဲ့ပုံစံရှုထောင့်ကမတူဘူးတရွက်ကလေးတက်ရကိုလွင့်ပါပြီးလှောက်ရှားနေတဲ့ဖြစ်တည်မှုကိုပြတယ်နှင်းကတော့ငင်ငင်တက်တက်လေးကျဆင်းလာပြီးတိတ်ဆိတ်ပဲပျောက်ကွယ်သွားတဲ့ဖြစ်တည်မှုကိုပြတယ်တွေ့လားမတူတဲ့မျက်နှာနှစ်ခုနဲ့မမြဲချင်းတရားကိုဖော်ပြထားတာပါဟုတ်ပြီအခုနကကျွန်တော်တို့တရွက်ဒီနင်းနေလို့သင်္ကေတတစ်ခုချင်းစီအကြောင်းပြောခဲ့ကြပြီနော်အခုအဲ့ဒီသင်္ကေတတွေအားလုံးကိုပေါင်းလိုက်တဲ့အခါရင်ပေါ်လာတဲ့ပိုကြီးတဲ့ရုပ်ပုံလားတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကတော့ဘဝကိုခရီးတစ်ခုအဖြစ်ရှုမြင်ထားတာပါပဲကြပြထဲမှာဒီစကားစုလေးကိုတုံးထားတယ်မျောရည်နာခင်းလန်းတယ်ဒီစကားလုံးလေးကဘဝဆိုတာကိုယ်တိုင်ကတက်ကြွကြွတဲ့ဖောက်လို့ပြီးသွားတဲ့လမ်းမျိုးထက်ကိုယ့်အတွက်တတ်မှတ်ပြီးသားလမ်းကြောင်းတစ်ခုပေါ်မှာသွားနေရတဲ့ခရီးတစ်ခုလိုမျိုးပုံဖော်ထားတာကိုတွေ့ရပါတယ်ဒါဆိုဒီခရီးကပြီးတော့ခရီးမျိုးလေသူ့ရဲ့တဘာဝကိုတစ်ချက်ကြည့်ရအောင်ပထမချက်ကတော့ဒါဟာဘေးကိုယုံနေမှမတည်ရဲ့ပိုင်းတိုင်မရှိတဲ့ခရီးတစ်ခုပါပြီးတော့ဒီခရီးကဘာတွေလုံနိုင်ခဲ့တဲ့ဆိုတဲ့မှတ်တိုင်တွေနဲ့တိုင်းတာတာမဟုတ်ဘူးကြုံတွေ့ရတဲ့အခိုက်အတန့်လေးတွေနဲ့ပဲဖွဲ့စည်းထားတာနောက်ဆုံးအရေးကြီးဆုံးကတော့ဒါဟာရုံးကန်တိုက်ခိုက်ပြီးသွားတဲ့ခရီးမဟုတ်ပဲကြုံလာနှမကိုလက်ခံခြင်းနဲ့သွားတဲ့ခရီးတစ်ခုဖြစ်တယ်ဆိုတာပါပဲကြပြရဲ့ခံစားမှုအပြည့်ပါတဲ့လီတန်ကဒါကိုပဲပြောနေတာပါကဲကြပြရဲ့တင်ခေတ္တတွေခရီးတွေအကြောင်းပြောပြီးပြီဆိုတော့သူ့ရဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာအဓိကအချက်ကိုတစ်ချက်ကြည့်ရအောင်အဲ့ဒါကတော့ဝမ်းနည်းခြင်းရဲ့အလားတရားပါပဲဟုတ်ပါတယ်ဒီကြပြကဝမ်းနည်းခြင်းကိုအစိုးတစ်ခုအနေနဲ့မဟုတ်ပဲအရန်ကိုနည်းနည်းလေးအဓိပ္ပာယ်ရှိတဲ့ရတစ်ခုဖြစ်တင်ပြထားပါတယ်ကြည်ပါငိုမယ်တဲ့စကလုံးတစ်လုံးတည်းပဲဒါပေမဲ့အရန်ကိုပြတ်သားပြီးအားပါရဲ့ဒီစကလုံးကဝမ်းနည်းမှုကိုညှင်းဆန်မနေဘူးရှောင်ပယ်မနေဘူးပွင့်ပွင့်လင်းလင်းပဲလက်ခံလိုက်တယ်ရင်ဆိုင်လိုက်တယ်ဒါဟာအရန်ကိုရိုးသားတဲ့ဝန်ခံမှုတစ်ခုပါပဲဆိုတော့ဒီကြပြကနေကျွန်တော်နားလည်နိုင်တာကငိုတယ်ဆိုတာရှုံးနေသွားလို့မဟုတ်ဘူးဒါဟာလူသားတစ်ယောက်ရဲ့ဘဝခရီးလမ်းမှာဂျုံတွေ့ရမယ်တဘာဝကြအဖြစ်တစ်ခုပဲလိုအပ်တဲ့အစစ်ပိုင်းတစ်ခုပေါ့ခရီးလမ်းရဲ့တစ်စိတ်တစ်ပိုင်းပါပဲဟုတ်ပြီအခုထိကျွန်တော်တို့မမြဲခြင်းအကြောင်းတဘာဝတရားအကြောင်းပြီးတော့စိတ်ခံစားမှုအကြောင်းတွေကိုတစ်ခုချင်းစီပြောခဲ့ကြပြီကဲအခုအဲ့ဒီအကြောင်းအရာတွေအားလုံးကိုစုစည်းပြီးကြပြရဲ့နောက်ဆုံးအဓိကအချက်ဖြစ်တဲ့တန်တရားဆက်ဝန်းဆိုတဲ့ idea တွေကိုပေါင်းစပ်ကြည့်လိုက်ကြအောင်ဒီအတွက်အစလေးကိုကြည့်လိုက်ဝဲမဲကြွယ်မဲတဲ့ပွင့်လန်းမဲပြင့်ကြွယ်ကြမယ်ဒါကကြပြရဲ့အဓိကအချက်ချပဲဘဝဆိုတာဒီလိုပဲတန်တရားလည်နေတယ်ဆိုတဲ့အမြင်ကိုမောင်းနှင်ပေးနေတဲ့စွမ်းအားပေါ့ပွင့်လိုက်ကြွယ်လိုက်ဒါဘယ်တော့မှအဆုံးမတတ်တဲ့တန်တရားဆက်ဝန်းကြီးပါပဲဒီအဆုံးမဲ့လေပတ်နေတဲ့စက်အုံးကိုဒီလိုလေးမြင်ကြည့်လို့ရပါတယ်အဆင့်1ခရီးတစ်ခုစတင်တယ်အဆင့်2အချိန်တွေရာသီတွေပြောင်းလဲလာတယ်အဆင့်3အဆုံးသတ်တစ်ခုကိုရောက်လာတယ်ဒါပေမဲ့အဲ့ဒီမှာတင်ပြီးမသွားဘူးအဆင့်4တန်တရားကနောက်တစ်ခေါက်ပြန်စားတယ်ဒါပါပဲဘဝဆိုတာသဘောတရားကြီးလို့လဲအစအဆုံးပြီးရင်အတစ်တဖန်ပြန်ဖြစ်တည်ခြင်းဆိုတဲ့ဖြစ်စဉ်တွေနဲ့အများနဲ့လဲပတ်နေတာပါဆိုတော့အချုပ်ပြောရရင်ဒီကြပြကကျွန်တော်တို့ကိုပေးခြင်းတဲ့အဓိက message ကဒါပါပဲဘဝရဲ့တကယ်အလားတရားတကယ်အဓိပ္ပာယ်ကိုဗမာရှာရမလဲဆိုတော့သူ့ရဲ့ခန္ဓာတာပဲဒီမဲ့တဲ့သဘောတဘာဝနဲ့အမြဲတမ်းတန်တရားလက်ပတ်နေတဲ့ဖြစ်စဉ်ကြီးတွေမှာပဲရှာတွေ့နိုင်တယ်ဆိုတာပါပဲ။ယင်းကျွန်တော်တို့ပြောခဲ့တဲ့အချက်ဒီအားလုံးကဒီအနစ်ကျူစီကိုပဲဦးတည်နေတာပါ
ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ဒီကဗျာလေးပေါ်လေးလာမှုကိုအဆုံးသတ်လိုက်ခြင်းပါတယ်မေးခွန်းကတော့ဒါပါပဲဘဝမှာအရာလုံးကခဏတာပဲတလွန်းလွန်းတကြွကြွပဲဆိုရင်တကယ်တမ်းတည်တန်းခိုင်မြဲတဲ့အရာဆိုတာကိုကျွန်တော်တို့ပြန်မှာသွားရှာကြမလဲဒီမေးခွန်းလေးကတော့ဆက်ပြီးတွေးတော့ဆင်ရှင်းဖို့အတွက်ခြံထားခဲ့ပါစေ